ဒီပါတနေ့ကနေနေမှာတော့ဖေထုတ်လေးလှူစားဖြစ်ပါတယ်ရှင်အရေးဆုံးဖေထုတ်ထဲမှာဖေထုတ်ရဲ့ကျုပ်ထဲမှာထည့်ဖို့ရေနွေး65မီလီလီတာကိုထိုင်ထားပါမယ်ရေနွေးကကြတော့မပူမအေးအခြေအနေဖြစ်နေအောင်ဖက်ခွေလေးနဲ့လည်းတုပ်ပြထားပါတယ်ရှင်ကျုံမုံကိုတော့အဲ့ဒီတစ်စိမ့်လေးတုပ်ထားပါတယ်ကျုံမုံကိုဒီခွေလေးနဲ့ခွေထမ်းမယ်တကယ်လို့အဲ့ဒီခွေမရှိရင်ထမင်းစားစောနဲ့16စောတုပ်လို့ရပါတယ်ကျုံမုံနဲ့တဲ့အခါမှာရေနွေးလေးကိုဖြည်းဖြည်းချင်းစီထည့်ပြီးတော့နဲ့ပေးရပါမယ်ကျုံမိုးလေးကအဲ့ဒီအနေထားလာရောက်ရင်ရပါပြီရှင်ကဲကျုံမိုးလေးကိုရေစော်ထားတဲ့အဝပိုင်းလေးနဲ့တနာရီခန္ဓာထားပေးပါမယ်ကျုံမိုးလေးကိုနာထားတဲ့အချိန်မှာတော့အသားလေးနာပါမယ်အသားကတော့ကိုနေသေးတဲ့အသားကိုတုပ်ပြလို့ရပါတယ်ရှင်အရင်ဆုံးကျက်သားထဲကိုပန်းငတ်ပြရည်အကျက်ထမင်းစားစောစောကျက်တော့မြိတ်မီယုတ်ကောင်းကျက်တော့ဖြူနေခြင်းကျက်တော့မုတ်စောတကြားနဲ့နဲ့တို့ကိုထည့်ပြီးတော့တမအောင်မွေပေးပါမယ်ပြီးတော့စီလေးတစ်စုံနဲ့ထည့်ပါမယ်ရှင်အဝေးပစ္စည်းတွေအလုပ်ထည့်ပြီးရင်တမအောင်ရုံးနေပြီးတော့အချိန်တနာရီခန္ဓာထားပေးပါမယ်အသားလေးနာထားတဲ့အချိန်မှာတော့ဖိထုတ်အရွေးလေးစလုပ်ပါမယ်ရှင်အရေးဆုံးပြောက်ကုတ်မုံကိုဖြူထားပါမယ်မုံသားလေးမကအောင်ပြောက်ကုတ်မုံကိုဖြူထားမယ်ပြီးတော့မုံသားလေးတွေကိုညှညာသွားအောင်လို့ဒလိတုပ်လေးနဲ့လိပ်ပါမယ်ရှင်တကယ်လို့ဒလိတုပ်လေးမရှိရေးလည်းပဲပိမရှိတဲ့ဟာလေးနဲ့လုပ်လို့ရပါတယ်ဒီမှာကျတော့အစစ်ပြေတဲ့ဟာလေးနဲ့တုပ်ထားပါတယ်ဖေတုံရွေးလို့တဲ့အခါမှာမုံသားတွေကတပြင်းကြီးတဲ့ဖြစ်နေရမှာပေါ့နော်ထူတဲ့နေရာသူပါတဲ့နေရာပါဆိုရင်အဆင်မပြေဘူးဒါဖေတုံရွေးလေးဖြာထားပါတယ်ဖေတုံရွေးလေးတော့အိမ်မှာရှိတဲ့ပစ္စည်းလေးနဲ့ပဲအလွယ်တကူဖြာထားပါတယ်ရှင်အရင်စုပ်ပကတ်တဲကိုပြောက်ခုံမုံလေးထည့်ပြီးတော့ဖေတုံရွေးလေးတည်ထားပါမယ်ဖေတုံရိတ်ထဲကမှတရွေးနဲ့တရွေးမကတ်သွားအောင်လို့အလဲမှာရောက်ခုံမုံလေးနည်းနည်းဖြူထားပေးပါမယ်ရှင်ဖေတုံရိတ်လေးရပြီဆိုတော့အသားလေးကိုထည့်ပါမယ်ဖေတုံလေးတဲ့ကမှဖေတုံရိတ်သားလေးတွေကိုရေလေးနည်းနည်းဆော်ပြီးတော့လိမ့်ပေးရပါမယ်ရှင်ဖေတုံရေးလေးလိမ့်လို့ပြီးပြီဆိုရင်စားပြီးတော့ပေါင်းပါမယ်အရင်ဆုံးရေနွေးတက်ပါမယ်ရေနွေးတက်ပြီးတော့ဒီပေါင်းမဲ့အိုးလေးထဲမှာဖေတုံလေးမကတ်သွားအောင်လို့စီလေးနည်းနည်းတုံးလေးပေးပါမယ်ဖေတုံကို9မိနစ်ခန့်ပေါင်းထားပေးပါမယ်ရှင်9မိနစ်ပေါင်းထားပြီးရပါပြီရလာတဲ့ဖေတုံလေးတို့ဥကကြောပါမယ်ရှင်
ရေစုံမကတဲ့အိုးထမ်းမှာစီလေးနည်းနည်းတုံလေးပြီးတော့ကြောပါမယ်ဖေထုံလေးအယောင်လေးနည်းနည်းရဲလာပြီးဆိုရင်ရပါပြီရှေ့ပြန်နောက်ပြန်အယောင်လေးနည်းနည်းရဲလာပြီးဆိုရင်ရပါပြီဒါကတော့ဖေထုံအိုးကကြော်လေးဖြစ်ပါတယ်ဖေထုံလုံးနီးလေးကိုလွယ်လွယ်ကူကူနဲ့လုပ်ပြပေးထားပါတယ်ရှင်